အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်ကြာရပရိသကြာရပရိသမီးများအားလုံးအတွက်လာရောက်ဟောကြားပေးမှာဖြစ်ပါတယ်နော်ကြာရပရိသများအတွက်ဒီကာလဟာဘဝအပြောင်းလဲများဖြစ်ပေါ်လာနိုင်တဲ့ကာလတစ်ခုဖြစ်နေပါတယ်အရင်ကလှုပ်သမျှကြမ်းကြာနေခြင်းစိတ်ညစ်စရာများခြင်းငွေဝင်နေပြီးငွေထွက်များနေခြင်းတို့ကိုကြုံတွေ့ခဲ့ရပေမဲ့အခုကစပြီးကံကြမ္မာဘက်ကတဖြည်းဖြည်းလှုပ်ရှားလာနေပါပြီနော်အလောက်ကံနေဖြစ်လက်ရှိအလုတ်ပေါ်စိတ်မပျော်တော့ခြင်းအလုတ်ပြောင်းခြင်းစိတ်များဖြစ်ပေါ်လာနိုင်ပါသည်တချို့ကြာရပရိသများမှာမိမိကိုယ်ပိုင်အလုတ်စားလုပ်ခြင်းစိတ်များလည်းဖြစ်လာတတ်ပါသည်အထူးသဖြင့်ဖုံးသုံးပြုလုပ်ရတော့အလုတ်များဗီဒီယိုတင်ခြင်းဂိမ်းနှင့်ပတ်သက်တော့အလုတ်များလူမှုကွန်ရက်ပေါ်တွင်နာမည်ရနိုင်တော့အလုတ်များနှင့်ကန်ဆက်နေပါသည်ယခုကာလအတွင်းမိမိလုပ်နေတော့အရာတစ်ခုကိုလူသိများလာခြင်းအပေးသူတိုးလာခြင်းအခွင့်အရေးတွေပေါ်လာခြင်းများကြုံနိုင်ပါသည်တို့တော့အောင်မြင်မှုမတိုင်ခင်မနာလိုသူများနောက်ွယ်မှာပြောဆိုသူများပေါ်လာနိုင်ပါသည်ထို့ကြောင့်မိမိအစီအစဉ်များကိုလူတိုင်းမပြောသင့်ပါဘူးเนาะငွေကြေးကအနေဖြင့်ငွေလန်းအသင့်များပေါ်လာနိုင်တော့လဲမထင်မှတ်တော့အသုံးစရိတ်များလဲများလာတတ်ပါသည်เนาะအထူးသဖြင့်လူယုံပေးပြီးငွေချေးခြင်းအာမခံပေးခြင်းများကိုတတိထားပေးသင့်ပါတယ်เนาะအခြေရကအနေဖြင့်အရင်ကအဆက်အသွယ်ပြတ်သွားသူတူဦးနဲ့ပြန်လဲဆုံတွေ့နိုင်တော့ကာလဖြစ်ပါသည်အိမ်တော်မရှိသေးသူများအတွက်လည်းလူတစ်ဝင်လာနိုင်ပါသည်เนาะသို့တော့စိတ်မြန်စွာယုံကြည်မိခြင်းကြောင့်နောက်ပိုင်းစိတ်ပင်ပန်းရာတတ်တော်ကြောင့်အခြေရတွင်အချိန်ယူဆုံးဖြတ်တင်ပါသည်ကျမ်းမာရေးအနေဖြင့်အိမ်မပျော်ခြင်းခေါင်းကိုက်ခြင်းစိတ်ဖိစီးမှုများခြင်းဖြစ်ပေါ်တတ်ပါသည်เนาะဒီကာလအတွင်းကြာရပရိသများသည်တိတ်တဆိတ်စူးစမ်းလေအောင်မြင်မှုမြန်လေဖြစ်တတ်ပါသည်เนาะဇွန်လဒုတိယပတ်ကျော်မှစပြီးငွေဝင်ကံလူသိများကံအလုတ်တိုးတက်ကံများဖြည်းဖြည်းပွင့်လာနိုင်ပါသည်ရရနေဖြစ်ကြာရပရိနေနံပိုင်းတွင်ဖရာအဝါရောင်ပန်းနှင့်ရေချမ်းကတ်လှူပြီးကောင်းမှုတစ်ခုပြုလုပ်ပေးပါဒီကာလသည်ကြာရပရိများအတွက်နောက်နေတော့လဲတေချာတတ်မိကာလဖြစ်ပါသည်နော်ဒီမှာကျွန်တော်တို့ဘာတွေတတိထားရမလဲဆိုရင်ကျွန်တော်တို့ဒီအိမ်အောင်ဘက်အနေဖြင့်ကျွန်တော်တို့ဒီရည်စားဖြစ်ပေါ့ကိုနဲ့ဒီကာလမှာဆက်ဆံမှုရှိတဲ့လူကိုကျွန်တော်တို့အလွယ်တကူမဆုံးဖြတ်ပါနဲ့တတိထားပါနော်နောက်တစ်ချက်ကကျွန်တော်တို့ဒီငွေနဲ့ပတ်သက်တာတွေကျွန်တော်တို့စာချုပ်စာတမ်းနဲ့ပတ်သက်တာတွေလည်းကျွန်တော်တို့တတိထားမှာနော်